မင်္ဂလာပါလိမ္မာလေးတို့ရေလိမ္မာနဲ့တူလေ့ကျင့်မယ်ဆိုတဲ့စီစဉ်လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကလေးတို့ကို mathematics question လေးတွေနဲ့အမေးဖြေလုပ်ကြည့်ချင်ပါတယ်ရှင်168အပေါင်း168အစားနှစ်နံပါတ်1လားနံပါတ်2ဖြစ်ပလားအတူတူဖြည့်ကြည့်ကြမယ်နော်ဖြေမှန်လေးကတော့252ဖြစ်ပါတယ်26အစား1အပေါင်း59ဖြေမှန်လေးကဘာလေးဖြစ်မလဲအချိန်5စက္ကန့်စရပါပြီ83ဖြစ်ပါတယ်8အစား4အမြောက်8အစား2 5စက္ကန့်အချိန်ပေးပါမယ်နော်အဖြေကတော့8ဖြစ်ပါတယ်3အမြောက်6အစား2ဖြေလေးကဘာလေးဖြစ်မလဲ9ဖြစ်ပါတယ်123အမြောက်9အပေါင်း16အဆုံးမေးခွန်းလေးကိုအတူတူဖြေကြရအောင်နော်631ဖြစ်ပါတယ်ကဲဒါဆိုအမှတ်ဘယ်လောက်ရကြလဲဆိုတာ comment မှာကြွားခဲ့ကြပါအောင်နော်နောက်ဘက်မှာပြန်တွေ့ကြပါမယ်